အရက်ရှိခြင်းနဲ့ဆိုရင်ဒီလေးကျင့်ကံ၃မျိုးကိုအခုကစပြီးလုပ်ပါတလားကြတဲ့အခါလူတွေကိုယ်တိုင်သတိထားမိပြီးတင့်ကိုတကယ်ပဲအရက်ရှိသွားတယ်နော်လို့ပြောလာပါလိမ့်မယ်။နံပါတ်1ကိုဘရာစထရက်တဲ့အနေနဲ့ဘိုင်းမောက်ပြီးလက်နှစ်ဖက်ကိုပခုံးအောက်မှာချပြီးရင်ဘတ်ကိုအပေါ်ကိုမြှောက်ထားပါဒီအနေထားကိုစက္ကန့်30ကနေ40အထိထိန်းထားပါဒီလေးကျင့်ကံကကြောရိုးကိုဖွင့်ပေးပါတယ်နေကင်းဘက်ကိုဟန်နေထားမမှန်လို့ကြောရိုးညှစ်ခံထားရတာကိုပါပြေလျော့စေပါတယ်နံပါတ်2ဒါဒါစနအရင်ဆုံးလက်နှစ်ဖက်ကိုအပေါ်ကိုဆန်တန်းပြီးခြေပနောက်တွေကိုလည်းမြောက်ကခန္ဓာကိုယ်တစ်ခုလုံးကိုအပေါ်သို့ဆန်တန်းလိုက်ပါအပေါ်ကနေတစုံတစ်ယောက်ကဆွဲတင်နေတယ်လို့မျိုးခံစားရပါလိမ့်မယ်ဒီလေးကျင့်ကံကကြောရိုးကိုဖျောက်စေပြီးကိုဟန်အနေထားကိုကောင်းမွန်စေပါတယ်နံပါတ်3မာဆိုင်ခုံချင်းခြေထောက်နှစ်ချောင်းနဲ့မြင့်နိုင်သမျှမြင့်မြင့်ခုံပါအပြင်းထန်ခုံပါဒီလေးကျင့်ကံကခြေထောက်ကြွသားတွေကိုတမာစေပြီးအရက်ရှိဖို့ကိုအလွန်အထောက်အကူပြုပါတယ်အခုပြောတာကိုတေချာနားထောင်ပေးပါတကယ်လို့မိတ်ဆွေတို့ကအသက်22နှစ်အထက်ဖြစ်မယ်ဆိုရင်တဘာဝအတိုင်းအရက်ရှိဖို့ကခက်ခဲပါတယ်ဒါပေမဲ့ကိုဟန်အနေထားကိုတော့တေချာပေါက်ဖြစ်စင်နိုင်ပါတယ်ကိုဟန်အနေထားကောင်းလာတဲ့အခါတင်ဟာအလိုလိုအရက်ရှိနဲ့ပေါ်လာပါလိမ့်မယ်ဘိုက်ပူနေတဲ့လူတွေဘိုက်ပူပြောက်အောင်လုပ်ချင်ရင်ဒီလေးကျင့်ကံ၃မျိုးကိုမှတ်ထားပါအရင်မတွေးပါနဲ့အခုပြောတဲ့အတိုင်းအတိအကျလိုက်လုပ်ပါနံပါတ်1ဂျမ်ပင်းချက်ခြေလက်တွေကိုကားပြီးခုံပါစက္ကန့်20 4ချိန်လုံးခုံပါကနှလုံးခုံလုံးရုတ်တရက်မြန်လာပြီးတကိုယ်လုံးကအစီတွေအရေးပြောစားပြူလာပါလိမ့်မယ်နံပါတ်2ဒူးမြောက်ပြေးဒူးကိုရင်ဘတ်အထိမြောက်ပြီးစက္ကန့်20 4ချိန်ဆုံးမယ်ဆိုရင်ဗဟိုချက်သားတွေကအလုပ်ဖြစ်ပြီးမိဖို့တဲ့ကကြောင်မီသွေးလိုကယ်လိုရီတွေလောင်ကျွမ်းစေပါမယ်နံပါတ်3မောင်တိန်ပလိုင်းပါလက်နှစ်ဖက်ကိုထောက်ပြီးခြေထောက်တွေကိုဘဲညာအပေါ်အောက်လှုပ်ရှားပါဒီကစားနည်းကိုလည်းစက္ကန့်20 4ချိန်ဆုံးမယ်ဆိုရင်ဒါကမင်းရဲ့ဘိုက်ကိုဓာတ်ရိုက်ပြစ်မှတ်ထားပြီးပြင်းထန်မှုကိုမြင့်မားစွာထိန်းပေးပါမယ်ဒီ3မျိုးကိုနေ့တိုင်းလုပ်ပါအပြင်ကအမိုက်စာတွေမစားပါနဲ့ကိုယ်တိုင်ကအစားအစာကိုဂရုမစိုက်ရင်ဘလောက်ပဲလေ့ကျင့်ခန်းလုပ်ထူးကြမှာမဟုတ်ပါဘူး